မိခင်ကြီးတော်ခင်တန်းဝေ17နှစ်ပြည့်ရည်စိုးလူတန်ရည်သူမောင်နှမသာသမီမိသားစုမှတေလောမေပရိယတိစာတင်တိုင်းဖရာမှုရှိသောစာချစာတင်တန်းကတော့အပါ960ရှင်များပေါင်းတို့အားနေစွမ်းဆက်ကလူတိုင်းခြင်းစွမ်းဌာနသံဃာဌာနကောင်းမှုကုသိုလ်ဘဝတစ်ပါးတာယကမာရည်တော်ခြင်းများမောင်ဦးမင်းနိုင်နှင့်မိသားစုများမှမိဘနှစ်ပါးနဲ့ွယ်လွန်သွားတဲ့တာယကမာကြီးတော်ခင်သန်းဝေဤစုပြီးတော့တေလောမေဇာတေရာကြီးရဲ့ထာဝရပစ္စည်းလေးပါးပရိသပင်10သိန်းကျလူတိုင်းခြင်းသရုပ်ပစ္စည်းအနုဂဟဒါနကောင်းမှုကုသိုလ်နှစ်ဖက်မိဘများယေရှု၏ဥစံလွင်ဦးတော်ဆန္ဒဦးမိသားစုမှလည်းပဲ5သိန်းကျလူတိုင်းခြင်းဒါနကောင်းမှုကုသိုလ်ထမတစ်ပါးဥဖြိုးဝေအောင်တော်ခင်ဖြူဝင်းသက်မှလည်း3သိန်းကျလူတိုင်းခြင်းဦးအောင်ကြီးတော်ထားလွင်မိသားစုမှလည်း3သိန်းကျလူတိုင်းခြင်းဦးမင်းမင်းနိုင်တော်မင်းမင်းနိုင်ဦးမျိုးသက်နိုင်မိသားစုမှလည်း2သိန်းကျလူတိုင်းခြင်းဥတော်တော်တော်မီစင်လက်အာသမီမိသားစုမှခြေဝါလူတော်2သိန်း6000ကျလူတိုင်းခြင်းဦးအောင်ကိုတော်တင်းတင်းနိုင်မိသားစုမှလည်းပစ္စည်းလေးပါလူတော်3သိန်းကျလူတိုင်းခြင်းဒါနကောင်းမှုကုသိုလ်များဆံများလူတိုင်းခြင်းဒါနကောင်းမှုကုသိုလ်ထုံမတော်ဘာဘုန်းကြီးတို့လင်းလုံးမင်ပရိယတ်တိစာတေရိုက်ကြီးမှာဒီနေ့ဆိုရင်စာချစာတင်တန်းကတော့ပန်း960ရှင်မြတ်တို့တရင်သုံးပြီးတော့ပရိယတ်တိတာဝန်တွေကိုထမ်းဆောင်ကြတာတန်ဃာတော်များသင်္ကန်းနဲ့ပတ်သက်လာလို့ရှိရင်ခက်ခဲမရှိချမ်းသာစေခြင်းကြိုးငါသင်္ကန်းအစုံ130လူရန်သောဒါယကကြီးဥမောင်မောင်ကိုတော်ခင်ဝင်သားမောင်ညာလင်းတို့မိသားစုမှသင်္ကန်းအစုံ130လူရန်ခြင်းစီဝရဒါနကောင်းမှုကုသိုလ်ကာလဒါနကောင်းမှုကုသိုလ်တို့ကုသိုလ်ကောင်းမှုတွေပြုပြီးတော့ဝယ်လောင်သွားတဲ့မိခင်ကြီးတော်ခင်သန်းဝေကောင်းမှုတွေပေးတာအမြတ်တွေပေးတာချမ်းသာပေးတာလို့ဒီလိုလေးမှတ်မယ်အလုံးမှတ်ပြီလားကောင်းမှုတွေပေးတာချမ်းသာတွေပေးတာအမြတ်ပေးတာအဲ့တော့ကောင်းမှုတွေကိုကပြုတဲ့အခါမှာဘုရားစားတဲ့အရိယာသူတော်မြတ်တွေဟာဘာကိုတောင်းတပြီးတော့ကောင်းမှုပြုတယ်လဲဆိုရင်နိဗ္ဗာန်ကိုတောင်းတပြီးတော့ပဲကောင်းမှုပြုတယ်ဘုရားစားတဲ့အရိယာသူတော်ကောင်းများတွေဟာဘာကိုတောင်းတပြီးကောင်းမှုပြုကြတယ်နိဗ္ဗာန်ကိုတောင်းတပြီးတော့ကောင်းမှုပြုကြတယ်ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကသေဝံပတ္တိတဝါနဘိက္ခဝေဒါနံတရိထသီလံသမာဓိသမာဓိထဘာဝနံဘာဝယိဋ္ဌာခြေသားတို့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရဖြစ်တဲ့နိဗ္ဗာန်ကိုတောင်းတပြီးတော့ဒါနပြုကြသီလစောင့်တည်ကြဘာဝနာတွေအားထုတ်ကြအဲ့တော့ဒါနပြုတာလည်းပဲအမြင့်ဆုံးအမြတ်ဆုံးဒုက္ခမှလွတ်ထသည်တခြားလားနိဗ္ဗာန်လားနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ကိုတောင်းတပြီးတော့ဒါနပြုအဲ့ဒီပြုလိုက်တဲ့ဒါနသည်ပါဠိလိုပဏိတဒါနလို့ခေါ်တယ်မြတ်တဲ့ဒါနပြောပြီးသားရဲ့ဘာဒါနလဲမြတ်တဲ့ဒါနဂုံတူးဂုံပြိုင်လှုပ်ချင်လို့ပြုတဲ့ဒါနမျိုးကိုမာနနဲ့ရှင်ဆက်တဲ့အတွက်ကြောင့်သူ့ကြတော့ဟိနဒါနလို့ခေါ်တယ်။ညာသောအပြင်တို့တရားဓမ္မတွေဂုံတူးဂုံပြိုင်လူကြတန်းကြတာတွေတွေးကြမြင်ကြတာရှိတယ်မလားအဲ့ဒါကြတော့ဘာနဲ့ရှင်ဆက်သွားတာမာနနဲ့ရှင်ဆက်သွားတဲ့အတွက်ကြောင့်သူ့ကိုတော့ဟိနဒါနလို့ခေါ်တယ်ဒီဒါနပြုလိုက်ပြီးတော့လူချမ်းသာတွေစိပါဥစ္စာချမ်းသာတွေကိုတောင်းတပြီးတော့
လှူလိုက်တဲ့ဒါနာမျိုးကိုလည်းပဲဟိနာဒါနာထဲမှာပါတာဘာဖြစ်လို့ဒုက္ခမကင်းလို့ပြောပြေးသားကြီးဘာမကင်းလို့လဲလူချမ်းသာသည်ဘာသစ္စာလဲဒုက္ခသစ္စာနတ်ချမ်းသာသည်ဒုက္ခသစ္စာပြမချမ်းသာသည်ဒုက္ခသစ္စာမှန်လားအဲ့ဒါမျိုးကိုလေဒုက္ခသစ္စာနဲ့ရှင်ဆက်တဲ့အတွက်ကြောင့်ဟိနာဒါနာမှတ်မိလားမေစီမဒါနာဆိုတာကတော့အလေအလတ်ပေါ့အလေအလတ်ဆိုတာကတော့အရှင်မြတ်စွာဘုရားရဲ့အကျင့်စဉ်တွေရဲ့အထောက်အပံ့ဖြစ်စေခြင်းအကျိုးငါတန်ဃာတော်ရှင်သူမြတ်တွေသာသနာဝန်ထမ်းရှင်ရန်တွေသာသနာအတွက်ဗိဓိကတော်အတွက်အကျိုးများစေခြင်းမေတ္တာနဲ့ရှင်ဆက်တာပြောပြေးသားကြီးဘာနဲ့ရှင်ဆက်တာလဲမေတ္တာနဲ့ရှင်ဆက်တာစွမ်းလှူလိုက်တဲ့ယေရှုတွေဟာတန်ဃာတော်တွေဒီစွမ်းဖုံးပြီးတော့ပရိယတ်တွေကြိုးစားနိုင်ပါစေသင်္ကန်းတွေလှူလိုက်တဲ့အခါမှာခက်ခဲမရှိပါစေဘာနဲ့ရှင်ဆက်တာလဲမေတ္တာနဲ့ရှင်ဆက်တဲ့အတွက်ကြောင့်မေစီမာဒါနာမျိုးဖြစ်တယ်တဲ့မှတ်မိလားနိဗ္ဗာန်နဲ့တောင်းတပြီးတော့လှူဒန်းလိုက်တဲ့ဒါနာမျိုးကြတော့ပဏိဒဒါနာမျိုးဖြစ်တယ်အဲကြောင့်ဒီကနေ့မိခင်ကြီးဒေါခင်သန်းဝေ17နှစ်ပြည့်ရည်စူးပြီးတော့နိဗ္ဗာန်ရည်မှန်းစွမ်းသင်္ကန်းဒီစကားတန်တွေကြားဖို့တယ်မလားရဲ့နိဗ္ဗာန်ရည်မှန်းစွမ်းသင်္ကန်းလူဒန်းမြတ်ဒါနာအလုံးလိုက်ပြောကြည့်နိဗ္ဗာန်ရည်မှန်းစွမ်းသင်္ကန်းလူဒန်းမြတ်ဒါနာနိဗ္ဗာန်ကိုရည်မှန်းပြီးတော့လှူလိုက်တဲ့စွမ်းနိဗ္ဗာန်ကိုရည်မှန်းပြီးတော့လှူလိုက်တဲ့သင်္ကန်းမှတ်မိလားရဲ့နိဗ္ဗာန်ရည်မှန်းစွမ်းသင်္ကန်းလူဒန်းမြတ်ဒါနာမြတ်သွားတယ်သာသနာအတွက်လည်းယူများသွားတန်ဃာအတွက်လည်းအကျိုးများသွားတဲ့အတွက်ကြောင့်အဲ့ဒီဒါနဟာမြတ်သောဒါနာဧသာရဲ့ဘာဒါနလဲမြတ်သောဒါနဘာရည်မှန်းမလဲနိဗ္ဗာန်ရည်မှန်းမယ်စွမ်းသင်္ကန်းဘာကိုလှူမလဲတန်ဃာလှူမယ်ဘာလှူမလဲတန်ဃာသွမ်းလှူတဲ့တန်ဃာသင်္ကန်းလှူတယ်နိဗ္ဗာန်ရည်မှန်းပြီးလှူလိုက်တဲ့ဒါနသည်နံပါတ်1မြတ်သောဒါနာကြီးတဲ့အဲ့ဒီမြတ်တဲ့ဒါနာကြီးပိဿုပံမှာမြတ်တဲ့အကျိုးတွေပဲပေးတယ်တန်ခါရလည်းမြတ်သောအကျိုးတွေကြီးပဲရတယ်မမိလားဟဲ့မြတ်စွာဘုရားလက်ထက်မှာဥပ္ပါယုံကျောင်းကြီးကိုဆောက်လုပ်လှူဒန်းထားတဲ့ကျောင်းမကြီးဝိသကာကသူလှူတိုင်းမှာနိဗ္ဗာန်ရည်မှန်းစွမ်းသင်္ကန်းတန်ခါပဲလှူတယ်ပြောပြေးသားရဲ့ဘာကိုရည်မှန်းမလဲနိဗ္ဗာန်ရည်မှန်းစွမ်းသင်္ကန်းလှူဒန်းမြတ်ဒါနာအဲ့ဒီလှူဒန်းတာကဘုရားအမှုရှိသောတန်ခါပြောပြေးသားရဲ့ဘုရားအမှုရှိသောတန်ခါဘာရည်မှန်းလှူမလဲနိဗ္ဗာန်ရည်မှန်းလှူတဲ့အဲ့ဒီအလှူသည်တကယ်ကိုမြတ်တဲ့အလှူကြီးဘုရားမှုရှိတဲ့တန်ခါဆိုဘုရားလည်းပါတယ်အရိယာသာဝကတွေပါတယ်သမုဒိတန်ခါယဟန္တာတွေအကုန်ပါတယ်အဲ့ဒါကိုရည်မှန်းပြီးတော့အဲ့ဒါကိုလှူလိုက်တဲ့နိဗ္ဗာန်ကိုရည်မှန်းပြီးတော့ဘုရားမှုရှိတဲ့တန်ခါကိုစွမ်းသင်္ကန်းနေလှူလိုက်ပြီဆိုတဲ့ဒီဒါနဟာအမြတ်ဆုံးဒါနပဲနောက်ဘုန်းကြီးတို့အဘိဓမ္မာသဘောအရာမှာနာဘတ်တိကုသိုလ်ပြောကြည့်ပါတဲ့တော့နာဘတ်တိကုသိုလ်ဆိုတာသောမနတာသာဂတညာနာသမယုတ်တာအသင်္ခါရိကဘာပဲလှူဝမ်းမြောက်လှူအလုံးပြောကြည့်ဘာပဲလှူဝမ်းမြောက်လှူအဲ့ဒါကနံပါတ်1အလှူလို့ခေါ်တယ်။နောက်နံပါတ်2ကျတော့ဘာပဲလှူဉာဏ်ရှင်လှူအလုံးပြောကြည့်ဘာပဲလှူဉာဏ်ရှင်လှူအဲ့ဒါနံပါတ်1အလှူ
မှတ်မိလား